တော့ပါဒီနေ့ကတော့ cute squishy လေးပဲလုပ်ပြမှာဖြစ်ပါရှင်ဖဲတီးလေးကြားလေးလုပ်ပြမှာဖြစ်ပါရှင်ဒီလိုအရာလေးရေးပါမယ်နောက်ပြီးတော့ရှင်ရင်တိတ်လေးကပ်ပါမယ်နောက်ပြီးတော့လို့ရှင်တော့ကကြီးလေးနဲ့ညှက်ပေးပါမယ်ပြီးွားရီဆိုလို့ရှင်ရင်တိတ်နဲ့ပြတ်တက်ပဲပေါ့နော်တိတ်လေးကအပေါက်လေးဖောက်တာပါမယ်အမကိုစားထည့်ပါမယ်ထည့်ပြီးပါပြီတိတ်လေးကပွားပါပြီဒီနေ့ဒီလောက်ပါအားလုံးပဲဘိုင်